မင်္ဂလာပါ The Analyst Perspective Page ကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့100 Days of Learning Sequel ရဲ့ Day 2 မှာ Sequel ရဲ့ syntax အကြောင်းကိုလေ့လာကြပါမယ်ကျွန်တော်တို့ကအင်္ဂလိပ်စာရေးတတ်ဖို့အတွက် grammar သိဖို့လိုသလို sequel code တွေရေးနိုင်ဖို့အတွက် syntax သိဖို့လိုပါတယ် syntax ဆိုတာကသူ့ရဲ့ထဲမှာရှိတဲ့ keywords တွေသင်္ကေတတွေနောက်ပြီးတော့ table name column name တွေဒါတွေကိုပေါင်းစပ်ပြီးတော့ကိုလိုချင်တဲ့ data တွေဆွဲထုတ်လို့ရအောင်ရေးရတဲ့စာကြောင်းတွေကိုတိစောက်ထားတဲ့ rules တွေဖြစ်ပါတယ်ဒီ sequel ရဲ့စာကြောင်းတွေကို selection aggregation နဲ့ filtering ဆိုတဲ့အပိုင်းအနေနဲ့ခွဲကြည့်လို့ရတယ်တကယ်တော့ဒီအပိုင်းတွေမဟုတ်ဘဲနဲ့ table တွေတိစောက်တဲ့အပိုင်း table တွေဖြတ်တဲ့အပိုင်းဒါမျိုးတွေလည်းလုပ်လို့ရပါတယ်ဒါပေမဲ့ဒါတွေက data engineer တွေရဲ့အလုပ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ data analyst တွေအနေနဲ့တော့ data ကိုဆွဲယူတယ်ရွေးချယ်တဲ့အပိုင်းဖြစ်တဲ့ selection aggregation နဲ့ filtering ကိုပဲဒီ series မှာအထူးပြုပြီးလေ့လာကြပါမယ်ဗျဒီတော့ sequel ရဲ့ basic အကျဆုံးဖြစ်တဲ့ select statement အကြောင်းကိုဒီနေ့ day 2မှာလေ့လာပါမယ် statement ဆိုတာကတော့ပြောရရင်စာကြောင်းတစ်ကြောင်းပြောပါဗျာ sentence တစ်ခုနဲ့တူတယ်သူကကျွန်တော်တို့ဘယ် data တွေကိုဘယ်လိုယူချင်လဲဆိုတာကို sequel code ကိုအသုံးပြုပြီးတော့ computer ကိုကျွန်တော်တို့က communicate လုပ်ပေးတာပြောပြပေးတာဖြစ်တယ် sequel code တစ်ခုရေးပြီးဆိုရင် select နဲ့ from ကအမြဲတမ်းမပါမဖြစ်ဖြစ်ပါတယ် select ရဲ့အဓိပ္ပာယ်ကဘယ် column ကိုယူမယ်ဘယ်ပိုင်းတွေယူမယ်ဆိုတာကိုကျွန်တော်တို့က specify လုပ်ပေးတာဖြစ်ပြီးတော့ from ရဲ့အဓိပ္ပာယ်ကတော့ဘယ် table ကနေယူသွားမယ်ဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါကိုနားလည်ရလွယ်အောင်ကျွန်တော် graph လေးတွေနဲ့ပုံလေးတွေနဲ့ရှင်းပြပါမယ်ဒီမှာကျွန်တော်တို့ရဲ့ database ထဲမှာ product ဆိုတဲ့ table ရှိတယ်ဒါပါတော့ဗျာအဲ့ဒီ product ဆိုတဲ့ table တွေက column တွေနဲ့ row တွေကိုကျွန်တော်တို့ကဆွဲထုတ်ခြင်းနဲ့ data extract လုပ်ခြင်းနဲ့ယူခြင်းနဲ့ဆိုရင် sequel code ကိုဒီလိုရေးလို့ရတယ် select star from product ဆိုပြီးရေးလို့ရတယ် star ဆိုတဲ့ table ကတော့ all လို့ပြောချင်တာရှိသမျှ column တွေအကုန်ယူပါမယ်လို့ပြောချင်တာဆိုတော့ကျွန်တော်တို့ဒီလို select all from product ဆိုတဲ့ statement လေးတစ်ခုရေးပြီးတော့ဒီ statement ကို sequel မှာ run လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုတော့သူကဒီ product ဆိုတဲ့ table ဒီ table မှာရှိတဲ့ column တွေအကုန်လုံးကိုဆွဲချလာပြီးတော့ကျွန်တော်တို့စီကိုလာပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်မျိုးကတော့ကျွန်တော်တို့ကိုလိုချင်တဲ့ column လေးကိုပဲရွေးပြီးယူတာကိုလိုချင်တဲ့ column ကိုရွေးပြီးယူတာကြတော့ဒီလိုရေးလို့ရတယ် select all မဟုတ်တော့ဘဲနဲ့ column ရဲ့နာမည် brand ပဲထားပါတော့ဗျာ select brand from product ဆိုတဲ့ table ကနေ brand ဆိုတဲ့ column ကို select လုပ်ပါမယ်ဆိုပြီးပြောလိုက်တာဆိုတော့ဒီ command ကိုပေးပြီးတော့ run လိုက်တဲ့အချိန်ကျရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရဲ့ database ထဲမှာရှိတဲ့ table ကြီးတွေကနေ brand ဆိုတဲ့နာမည်ရှိတဲ့ column လေးကိုဆွဲထုတ်လာတယ်ပြီးတော့ကျွန်တော်တို့စီကိုလာပြပေးတာဖြစ်ပါတယ်ဆိုတော့ပြန်ချုပ်ရရင် select ဆိုတာဘယ် column ကိုယူမယ်ဆိုတာကိုကြီးညာတယ် from ဆိုတာကတော့ဘယ် table ကယူမယ်ဆိုတာကိုကြီးညာတာဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးပါနောက်ပို့ဆောင်တွေ့တာပေါ့